ပရိသတ်များရှင်ပဲခူးတိုင်းဘင်းတွေကုန်းမြို့နယ်အတွင်းမှာဒီကနေ့ဇန်နဝါရီ12ရက်နေ့မနက်ပိုင်းကစပြီးတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေသလိုစစ်ကောင်စီဘက်ကလည်းလေချောင်းကနေအကြိမ်ကြိမ်ဘုံကျဲတိုက်ခိုက်နေလေလို့သိရပါတယ်။မနေ့ကဇန်နဝါရီ17ရက်နေ့ကစပြီးဘင်းတွေကုန်းမြို့နယ်ရွှေပြည်အေးရွာမှာရှိတဲ့အမှတ်300ခွန်ချင်းမြန်တပ်ရင်းအနီးမှာတိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တာပါ။ဒီကနေ့မနက်ပိုင်းမှာတော့စစ်ကောင်စီဘက်ကလေချောင်းကိုအုံပြုပြီး3ကြိမ်ထပ်မင်းဘုံကျဲခဲ့တယ်လို့လက်နက်ကြီးပစ်ခတ်မှုတွေလည်းဆက်တိုက်ရှိနေလေလို့ဒေသခံတွေကဆိုပါတယ်။တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကတော့ဒေသခံပြည်သူတွေကိုဘေးကင်းလာမှယာယီရှောင်တိန်တွေကိုကြိုတင်သတိပေးထားပါတယ်။ပဲနွေကုန်းမြို့ဟာရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာတည်ရှိတာကြောင့်ခီးသွားပြည်သူတွေအနေနဲ့စီရေးသတင်းတွေကိုအထူးနားဆွင့်ပြီးမှသွားလာကြဖို့လေမြို့ကန်တွေကအသိပေးထားပါတယ်။စစ်တောင်းမြင့်ဝမ်းဒေတာအောင်မြင်စစ်စင်ရေးအဖြစ်ပြီးခဲ့ဇန်နဝါရီ9ရက်နေ့ကလည်းအနီးနားရှိတောကျွဲအေးမြို့ကိုတော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ထိန်းချုပ်ထားနိုင်ခဲ့ပါသေးတယ်ရှင်။